ပတ်စံဝင်တဲ့ TikTok account ဂျပန် TikTok account ပေါ့နော်ဒီကတော့ကျွန်တော်တို့အများဆုံးသုံးနေတဲ့သုံးလုံးဖြစ်တယ် TikTok ကတော့ဒီဟာကို creator reward program လို့အသုံးပြုတယ်သူမှဒီ program ပြင်ကိုတခြား program တွေလည်းရှိသေးတယ်ဒီ program ကလောလောဆယ်မှာဆိုရင် US UK Germany Japan တောင်ကိုရီးယားရဲ့ပြင်သစ်ရဲ့ Brazil ရဲ့ပေါ့နော်အဲ့ region တွေကိုပဲဒီ program activate လုပ်ပေးထားပေးရဖြစ်တယ်ပြီးတော့ဒီ program က US နဲ့ UK မှာဆိုရင်တော့ favorite အမြင့်ဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ region တွေကမဟုတ်တဲ့ creator တွေကကြတော့ဒီ region လို့ account တွေရအောင်ဆိုပြီးတော့ကြောက်ခွပြီးတော့သုံးပြီးကြတယ်ပေါ့နော်တောင်းဖွင့်ရလွယ်တယ်ကိုသုံးကြည့်တဲ့နိုင်ငံရဲ့ VPN ကိုပထမဆုံးကိုယ့်ရဲ့ device မှာဖွင့်ပေးရမယ်ဖွင့်ပေးပြီးသွားရင်ကိုရှောက်ချင်တဲ့နိုင်ငံကိုရွေးပေးရမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့အကောင့်ရမယ်တော့ပတ်စံထုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ ban account တွေ passport တွေလိုအပ်မယ်တခါလေးမှာ registration အနေနဲ့ TikTok ကနေပြီးတော့ face check တွေလုပ်တာမျိုးရှိတယ်အဲ့ချိန်ကျရင်လည်းဒီကိုယ့်ရဲ့ ban account passport နဲ့ကိုယ် check in လုပ်ပေးမဲ့ data တွေကတူညီနေရမယ်ပေါ့ဆိုတော့ကိုက account စဖွင့်ကြတဲ့ကနေပြီးဒီ account ထွက်မဲ့အထီကိုတခါလေးထည့်သွင်းစဉ်းစားထားရမယ်ပေါ့နော် creator reward program ဘယ်လို account တွေကိုရလဲပေါ့နော်ကိုယ့်ရဲ့ account က cost standing ဆိုပြီးတော့ account ကစိမ့်နေရမယ် TikTok ရဲ့ community guideline term of service တွေကိုထိထတာမျိုးတွေမဖြစ်ရဘူးပြီးတော့ only personal account တွေပဲရမယ် business account တွေ government account တွေဆိုရင်တော့ရမှာတော့မဟုတ်ဘူးเนาะပြီးတော့ကိုယ့်ရဲ့ profile ကအနည်းဆုံး follower 1000ရှိရမယ် view ကလည်းရက်30အတွင်းမှာ1000ရှိထားရမယ်ပေါ့เนาะ creator reward program ကဘယ်လို content တွေမရဘူးလဲဆိုရင် copy content တွေတော့မရဘူး original content ဖြစ်ရမယ်ကို content မှာပါတဲ့ video တွေပုံတွေတခြားသူက TikTok မှာတင်လာပြီးတခြား platform မှာတင်လာပြီးအဲ့လိုမျိုးဆိုရင်မရဘူးပြီးတော့ဒီ watermark တွေပါတဲ့ပုံတွေဆိုရင်လည်းသုံးလို့မရဘူးเนาะပြီးတော့ low quality content တွေမရဘူး low quality content တွေဆိုတာဘယ်လိုတွေကိုပြောရလဲဆိုရင် split screen ဖြစ်နေတဲ့ video တွေကျွန်တော်တို့အပေါ်မှာတစ်ခုအောက်မှာတစ်ခုပေါ့နော်ပြီးတော့မကိုင်းညီတဲ့ reaction တွေမကိုင်းညီတဲ့ reaction တွေဆိုတာဘယ်လိုမျိုးပြောရလဲဆိုရင်သူကတချို့ content တွေမှာဆိုရင် reader ကဒီတိုင်းပဲဒီ mood တိုင်းပဲထားနေရပြီးတော့ဒီ video ကပဲပြောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုး reaction တွေဆိုရင်မရဘူးပြီးတော့screen recording အကြာကြီးဆိုရင်လည်းသူကမရဘူးเนาะအဓိကကတော့သူရဲ့ community guideline တွေကိုမထိထားဘူးနောက်တစ်ခုက clickbait content တွေဆိုရင်မရဘူးအတိတ်ပဲမရှိဘူး viewer တွေကို video မကြည့်ကြည့်အောင်လုပ်ထားတဲ့ content မျိုးတွေကိုပြောချင်တာဖြစ်တယ်ပေါ့နော် creator reward program ကဘယ်လို content တွေရမလဲဆိုရင်ကိုယ့်ရဲ့ video content က10 minute အထက်ဖြစ်ကြမယ်ပြီးတော့ဒီ TikTok app တွေ TikTok studio တွေကနေပြီးတော့တိုက်ရိုက်တင်တာမျိုးဖြစ်ရမယ်ပေါ့နော်ကိုယ့်ရဲ့ video မှာ engagement ပိုကောင်းအောင်လို့ video ထဲမှာဒီစာတွေထည့်တာ text တွေထည့်တာတွေသုံးလို့ရတယ်ဒီ filter တွေသုံးလို့ရတယ် green screen သုံးလို့ရတယ်ပြီးတော့effect တွေလည်းသုံးလို့ရတယ်ပေါ့နော် TikTok ရဲ့30စက္ကန့်ကနေ60စက္ကန့်တွင်မှာရှိတယ် TikTok ရဲ့sound collection ကိုအသုံးပြုလို့ရမယ်မဟုတ်ဘူးဆိုရင်လည်းကိုယ့်ရဲ့ original video မှာပါတဲ့ sound ကိုအသုံးပြုလို့ရတယ်ပေါ့နော်ပြီးတော့ကိုက video upload လုပ်မယ်ဆိုရင် TikTok မှာပါတဲ့ copyright check ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ video က copyright ညှိနေလားမညှိနေလို့ဆိုတာစစ်ဆေးပေးတင်တယ်အဲ့ဒါမှတကယ်လို့ကိုတင်ပြီးကမှ copyright ညှိနေဆိုရင်ကိုယ့်ရဲ့ account မှာဒီ community violation နဲ့ပတ်သက်တဲ့ warning တွေ community violation တွေဖြစ်နိုင်တယ်အဲ့ဒါလေးကို site ပေးတင်တယ် content creator တွေနဲ့သိချင်တာရှိမယ်ဆိုရင် comment နဲ့ဒီ chat box မှာမေးမြန်းလို့ရပါတယ်